သမိုင်းဆိုတာတစ်ခါတလေမှကျွန်တော်တို့မယုံနိုင်လောက်တဲ့အဖြစ်အပျက်တွေနဲ့ပြည့်နှက်နေတတ်ပါတယ်အဲ့ဒီထဲကမှအထူးခြားဆုံးနဲ့အချောက်ခြားဆုံးအဖြစ်အပျက်တစ်ခုကတော့လွန်ခဲ့တဲ့နှစ်ပေါင်း400ကျော်ကအမေရိကန်ပြည်ထောင်စုရဲ့မြောက်ကာရိုလိုင်းနားကမ်းခြေမှာဖြစ်ပွားခဲ့တာပါလူပေါင်း100ကျော်ကဘယ်ကူမှထွက်ပြေးသည့်ရလမ်းမရှိတဲ့ကျွန်းလေးတစ်ကျွန်းပေါ်ကနေတညာရင်းနဲ့အစအနမကြံပြောက်ွယ်သွားခဲ့ပါတယ်သူတို့နောက်မှာကြံရိတ်ခဲ့တာကတော့တစ်ပင်ပေါ်မှာထွန်းထူထားတဲ့ထူးဆန်းတဲ့စာသားလေးတစ်ခုပါပဲဒီနေ့ history တွေကနေတင်ဆက်ပေးသွားမှာကတော့သမိုင်းပညာရှင်တွေရာစုနှစ်နဲ့ချီပြီးအဖြေရှာမရနိုင်သေးတဲ့ The Lost Colonies of Roanoke သို့မဟုတ်ပျောက်ဆုံးသွားတဲ့ Roanoke ကျွန်းစုအကြောင်းပဲဖြစ်ပါတယ်ဇလန်လေးမစခင်အခုလိုဖြစ်ရမှန်သမိုင်းတွေကိုကြည့်ရဖို့ကျွန်တော်ရဲ့ History Channel ကို Subscribe လုပ်သွားဖို့မမေ့ကြပါနဲ့ဦးနော်ဇလန်က1985ခုနှစ်မှာစတင်ခဲ့ပါတယ်အဲ့ဒီအချိန်ကအင်္ဂလန်နိုင်ငံဟာအမေရိကတိုက်သစ်မှာနေမြေချဲ့ထွေမှုကြိုးစားနေတဲ့အချိန်မှာခေါင်းဆောင်ဂျွန်မိုင်ဦးဆောင်တဲ့ခြေချနေထိုင်သူ115ယောက်ဟာရိုအာနူကျွန်းပေါ်ကိုရောက်ရှိလာခဲ့ကြပါတယ်ဒီဖွဲ့ထဲမှာမျိုးသားတွေနဲ့မကပဲမျိုးသမီးတွေနဲ့ကလေးငယ်လေးတွေလည်းပါဝင်ပါတယ်ကျွန်းပေါ်ရောက်ပြီးတိတ်မကြခင်မှာပဲဂျွန်ဝိုင်ရဲ့သမီးဖြစ်သူဟာဗာဂျီးနီးယားဒဲဆိုတဲ့ကလေးမလေးကိုမွေးဖွားခဲ့ပါတယ်သူဟာအမေရိကန်ပြည်ပေါ်မှာပထမဆုံးမွေးဖွားခဲ့တဲ့အင်္ဂလိပ်ကလေးငယ်ဖြစ်သမိုင်းတွင်ခဲ့ပါတယ်ဒါပေမဲ့သူတို့ရဲ့ပျော်ရွှင်မှုတွေကတိတ်မကြလိုက်ပါဘူးခြေခါပြက်လက်မှုဒေသခံတိုင်းရင်းသားတွေနဲ့ပဋိပက္ခတွေကသူတို့ကိုချိန်ချောက်လာခဲ့ပါတယ်အခြေအနေတွေဆိုးရွားလာခဲ့တာကြောင့်ခေါင်းဆောင်ဂျွန်ဝိုင်ဟာအင်္ဂလန်ပြည်ကိုပြန်ပြီးရိတ်ခါနဲ့အကူအညီတွေတွားတောင်းမှုဆုံးဖြတ်ခဲ့ပါတယ်သူမထွက်ခွာခင်မှာကြံရိတ်ခဲ့တဲ့သူတွေကိုအမှားစကားတစ်ခုထားခဲ့ပါတယ်တကယ်လို့တစ်ခုဖြစ်ခဲ့လို့နေရာပြောင်းရမယ်ဆိုရင်ရောက်သွားတဲ့နေရာနဲ့နာမည်ကိုတစ်ပင်ဒါမှမဟုတ်တကားတိုင်တွေမှာထွင်းခဲ့ပါတကယ်လို့အန်နီရဲ့တစ်ခုခုကြောင့်ထွက်ပြေးရတာဆိုရင်တော့နာမည်ရဲ့အပေါ်မှာကတ်တိုင် cross တစ်ခုကိုထွင်းခဲ့ပါလို့မှာကြားခဲ့ပါတယ်ဂျွန်ဝိုင်ဟာ3လအတွင်းပြန်လာမယ်လို့ကြေပေးပြီးထွက်သွားခဲ့ပေမဲ့ကံကြမ္မာကသူတို့ဘက်မှာရှိမနေခဲ့ပါဘူးအင်္ဂလန်နဲ့စပိန်တို့ရဲ့စစ်ပွဲကြီးဖြစ်ပွားခဲ့တာကြောင့်သူ့ရဲ့ခီးစဉ်ဟာ3နှစ်တိုင်ကြန့်ကြာသွားခဲ့ပါတယ်1990ပြည့်နှစ်ဩဂုတ်လ18ရက်နေ့ဂျွန်ဝိုင်ရဲ့မွေးနေ့မှာပဲသူဟာရိုအာနုကျွန်းကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်သူ့ရဲ့စိတ်ထဲမှာမြေးမလေးနဲ့မိသားစုကိုတွေ့ရတော့မယ်ဆိုတဲ့မျှော်လင့်ချက်တွေပြည့်နေတာပါဒါပေမဲ့ကျိုးမော်ကိုခြေချလိုက်တဲ့အချိန်မှာတော့အရာအလုံးဟာတိတ်ဆိတ်ခြောက်ကပ်နေပါတယ်အိမ်တွေကဖြတ်သိမ်းခံရပြီးလူသူတယောက်မှမရှိတော့ပါဘူးအဲ့ဒီအချိန်မှာဂျွန်ဝိုင်ရဲ့မျက်လုံးထဲကိုအရာတစ်ခုဝင်ရောက်လာပါတယ်အခြေချနေတိုင်းသူတွေတိဆောက်ခဲ့တဲ့တစ်သားချန်ဒီယိုကြီးတိုင်ပေါ်မှာခရိုအာတူန်ဆိုတဲ့စလုံးကိုအကြီးကြီးထွင်းထားတာကိုတွေ့လိုက်ရပါတယ်နောက်ပြီးတစ်ပင်တစ်ပင်ပေါ်မှာတော့ခရိုဆိုတဲ့စလုံး3လုံးကိုလည်းတွေ့ရပါတယ်ဒါပေမဲ့သူမှာထားတဲ့အန်နီရှိတယ်ဆိုတဲ့ကတ်တိုင်အမှတ်သားကိုတော့ဘယ်နေရာမှမတွေ့ရပါဘူးခရိုအာတူန်ဆိုတာကအဲ့ဒီနားမှာရှိတဲ့ကျွန်းကျွန်းရဲ့နာမည်ဖြစ်တယ်လို့အဲ့ဒီမှာနေထိုင်တဲ့တိုင်းရင်းသားမျိုးနွယ်စုရဲ့နာမည်လည်းဖြစ်ပါတယ်ဂျွန်ဝိုင်ဟာသူ့လူတွေအဲ့ဒီကျွန်းကိုပြောင်းရွှေ့သွားပြီလို့ယူဆပြီးသွားရှာဖို့ကြိုးစားခဲ့ပေမဲ့ပြင်းထန်တဲ့မုန်တိုင်းတွေကြောင့်နောက်ဆုတ်ခဲ့ရပါတယ်နောက်ဆုံးမှာတော့သူဟာသူ့ရဲ့မိသားစုနဲ့လူပေါင်း100ကျော်ကိုရှာမတွေ့တော့ပဲအင်္ဂလန်ကိုလက်ကြီးပလာနဲ့ပဲပြန်ခဲ့ရပါတယ်အဲ့ဒီအချိန်ကစလို့ဒီလူတွေဟာဘယ်ကိုရောက်သွားတယ်လဲဆိုတာကိုဘယ်သူမှအသေးချာမသိရတော့ပါဘူးသူတို့ဟာဒေသခံတွေရဲ့တပ်ဖြတ်ခြင်းကိုခံလိုက်ရတာလားဒါမှမဟုတ်အစာရည်တန်ငတ်မှုလို့သေဆုံးကုန်တာလားတချို့ကလည်းသူတို့ဟာဒေသခံတိုင်းရင်းသားတွေနဲ့အတူရောနှောနေထိုင်သွားကြတယ်လို့ယူဆကြပါတယ်ရာသူနေပေါင်းများစွာကြာလာတဲ့အထိဒီဖြစ်ရာတမိုင်းရဲ့အကြီးမားဆုံးဗဟေရီအဖြစ်ရှိနေသေးပါခေတ်သစ် DNA စစ်ဆေးမှုတွေရအဲ့ဒီဒေသကတိုင်းရင်းသားတွေရဲ့မျိုးရိုးထဲမှာဥရောပတိုက်သားတွေရဲ့ DNA ပါဝင်နေတယ်ဆိုတာကိုတွေ့ရလို့သူတို့ဟာတိုင်းရင်းသားတွေနဲ့ပေါင်းစည်းသွားတယ်ဆိုတဲ့ယူဆချက်ကအားအကောင်းဆုံးဖြစ်နေပါတယ်ဒါပေမဲ့သူတို့ဘာကြောင့်အစအနမကြံထွက်သွားခဲ့ရတာလဲဒီနေ့အထိနဲ့နေစေပါတင်ကောဘယ်လိုထင်ပါသလဲသူတို့တကယ်ပဲပြောက်ွယ်သွားတာလားဒါမှမဟုတ်တခြားနေရာမှာဘဝအသေးတစ်ခုစတင်နေတာလားကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးကြပါဦးအခုလိုစိတ်ဝင်စားရသမိုင်းကြောင်းတွေကိုအမြဲကြည့်ရှုဖို့ကျွန်တော်ရဲ့ History Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့။နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်။